ချစ်သူကိုအိမ်မက်ပေးခဲ့တဲ့တရေမောင်မော်ကြီးလောကရန်တရား၏ရိတ်ခတ်မှုတံကိုအလူးလဲခံလိုက်ရသောဒေါ်သိန်းသိန်းတို့ညဝိရန်အချိန်များသည့်ငရဲကန်းတပွဲပူလောင်လွန်းလာပါတယ်။အိမ်ရှိကကုန်းဆောင်လေးအတိုင်းတက်လာနေကြမောင်မော်ကြီးခြေတံကိုနားဆွနေမိသည့်အကျင့်ကဖြောက်ဖြက်၍မရနိုင်သေးပါဘူး။နေဝင်သွားသည်နှင့်တိတ်ဆိတ်ချင်းကအောင်သာရွာကလေးကိုဝါမျိုးသွားတတ်တော်လဲယနေ့ညတွင်မူထိုတိတ်ဆိတ်ချင်းကပုံမှန်ထက်ပို၍လေးလံထိုင်းမိုင်းနေပါတယ်။ရွာလယ်လမ်းမှာမုံတွင်လူသူကင်းမဲ့နေပြီဖြစ်သည်။မောင်မော်ကြီးအတုမပြည်တဲ့ကရွာသားများမှနေမဝင်ခင်အိမ်ကအလုံးပိတ်ကြစမြဲညာဦးမိုင်း၈နာရီခန့်တွင်ဒေါ်သိန်းသိန်းသည်တားဖြစ်သူ၏ဓာတ်ပုံရှိ၌စင်မီပူဇော်ရင်းတရှုံရှုံငိုကြွေးနေပါတယ်။အိမ်ရှိတကားမကြီးကိုခက်မှန်မှန်ခေါက်လိုက်တဲ့ကြောင့်ဒေါ်သိန်းသိန်းခန္ဓာကိုယ်သည်တုန်တက်သွားပါတယ်။ဘသူလဲဟုမေးရန်ပြင်လိုက်တော့လဲလေချောင်းထဲတွင်အတန်များတစ်ဆို့နေထိုတန်သည်လူခောက်သည့်အတန်မျိုးမဟုတ်ဘဲမာကျောသောအယိုးတစ်ခုနှင့်တသားကိုရိုက်လိုက်တဲ့ကဲ့သို့၆ကက်ကက်နိုင်လှပါတယ်။အမေတကားဖွင့်ပါဦးသားပြန်လာပြီအမေအတန်ကအိမ်မြင်ကတက်လျက်ထွက်ပေါ်လာပါတယ်မောင်မော်ကြီးအတန်မြင်ဖြစ်တော်လဲထိုအတန်ထဲတွင်တက်ရှိလူသားတို့၏နှွေးထွေးမှုလုံးဝမပါတော့ပဲရေခဲတမျှအေးဆက်နေကတစ်ချက်တွင်လေးချွန်တန်ကဲ့သို့တရှူးရှူးမြင်နေပါတယ်မွေတန်ကြောင့်ရှားများထူဝမ်းနေသည့်အတန်မျိုးပင်ဖြစ်ပါတယ်ဒေါ်သိန်းသိန်းသည်ကြောက်စိတ်ကိုအားတင်းကတကားကြားမှချောင်းကြည့်လိုက်ပါတယ်လာရောင်ဖြောဖြောအောက်တွင်တွေးလိုက်ရသောမြင်ကွင်းကြောင့်သူမနှလုံးရက်မတက်ထိတ်လန့်သွားရပါတယ်အိမ်ရှိလေးကားရင်တွင်ရက်နေသည်မှာသူမ၏သားဖြစ်သူမောင်မော်ကြီးပင်ဖြစ်တယ်သို့တော်သူဝေထားသောအင်ကြီးမှာမြေကြီးများနှင့်ပြေကျန်နေပြီးမျက်နှာတစ်ခုလုံးမှာပုတ်ပွားပြီးညူမင်းနေပါတယ်အစိုးဆုံးမှာသူ၏မျက်လုံးများပင်အဖြူရောင်လုံးဝမရှိတော့ပဲနက်မောင်သောတွင်းနယ်ကြီးနှစ်ခုတည်းကိုနေပါတယ်ငွေကိုက်ခံရသောခြေထောက်ကိုတရွတ်တိုက်ဆွဲရင်အိမ်မော်တို့တက်ရန်ကြိုးစားနေပါတယ်မေးသားဗိုက်စားတယ်သားကိုထမင်းကျွေးပါဦးသူ့လက်ချောင်းများကတင်သားတကားကိုကုတ်ချစ်နေသည့်အတန်မှနားထဲတွင်ဆူးချ၍နေတယ်ဒေါ်သိန်းသိန်းသည်အိမ်တွင်းရှိဖျားသည်ရှိသူအပြည့်သွားကပရိတ်တရားများကိုအော်ဟစ်ရွတ်ဆိုပါတော့တယ်ထို့သို့ရွတ်ဆိုလိုက်သည့်နှင့်အပြင်ဘက်မှဒေါသတကြီးအော်ဟစ်တန်နှင့်အတူအိမ်ခေါင်မိုးပေါ်သို့ခဲများဖြင့်ပေါက်တန်တကိုင်းကြီးများဖြင့်ရိုက်ပုတ်တန်များဒုံထွက်ပေါ်လာပါတော့တယ်ထိုညမှာပင်ရွာတစ်ဖက်ကမ်းရှိမောင်မော်ကြီးချစ်သူမီအေးလဲအိမ်မဆိုးနှင့်တပန်းလုံးနေရပါတယ်အိမ်မထဲတွင်မောင်မော်ကြီးသူမ၏အိယာဘေးတွင်ရက်နေသည်သူ၏အကိုနံ့မှာတေသူတို့၏ပုတ်ဆက်ဆက်အနံမျိုးရှိနေတော့လဲသူကသူ၏ချစ်သူအားပြုံးပြလို့နေပါတယ်မီအေးကိုလဲတဲကတဲကိုလာခဲ့အောင်လေကိုစောင့်နေမယ်နော်မလာရင်မင်းမိဘတွေကိုကိုအိမ်မက်ခိုင်းပြီးအိမ်ကိုလုံးဝမပြန်တော့ဘူးမီအေးသည်အိမ်မက်ထဲတွင်ပင်အော်ဟစ်ကနိုးလာခဲ့ပါတယ်သူ၏လက်ကောင်ဝဲတွင်အေးဆက်သောလက်ချောင်းရာကြီးညိုမဲဆွဲထင်ကြရင်ဒီကိုတွေးလိုက်ရသောအခါအောင်သာရွာလေး၏ညသည်မိမြကြောက်မက်ွယ်ကောင်းနေသည်ဆိုတာကိုသူမှသိလိုက်ရပါတော့တယ်မောင်မောင်ကြီး၏ဝိညာဉ်သည်အညိုးတင်းနှင့်တန်ရောစင်ကြားတွင်တောင်တင်နေပြီဖြစ်သည်သူ၏ချောင်းလက်မှုများကဒေါ်သိန်းသိန်းနှင့်မိအေးကိုသာမကတရွာလုံးကိုပါမိတို့ဒုက္ခပေးလာမည်ဆိုတာကိုအခန်းသုံးတွင်ဆက်လက်နားဆင်ပေးကြပါဦးခင်ဗျာကျွန်တော်၏ Story Focus Channel လေးကို Subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့နော်ဘေးပရာတွေဝေးကွာကြပါစေခင်ဗျာ